ရုရှားမှာကျင်းပတဲ့ Thai Festival ကိုသွားမှာပေါ့နော်ရုရှားလူမျိုးတွေကထိုင်းနိုင်ငံနဲ့ပတ်သက်တာထိုင်းအစားအစာတွေကိုတော်လေးကိုကြိုက်ကြတယ်ပေါ့နော်ဒီပွဲတော်ကိုပထမဆုံးရောက်ဖူးတာပေါ့နော်အဓိကကျတော့သူတို့ Thai culture နဲ့သူတို့ Thai အစားအစာတွေကိုဒီနေရာမှာရောက်မှာဖြစ်ပါတယ်မော်စကိုမှာကျတော့လေ Thai တို့ India တို့ Africa တို့ပေါ့နော်တခြားနိုင်ငံကဒီ culture show တွေ festival တွေတော်များလုပ်ကြပါတယ်ဆိုတော့ရောက်တာနဲ့ထိုင်းနိုင်ငံအသီးတွေပါတွေပေါ့နော်ဝယ်စားလို့တော့မရပါဘူးပြီးလို့ရှိရင်ဒီထိုင်းနိုင်ငံကဒီအိတ်လေးတွေပေါ့နော်စင်အိတ်တွေမျိုးတို့ချင်းမိုင်အိတ်လေးတွေပေါ့နော်ဆိုတော့ဈေးကကျတော့မျိုးတို့ဒီထိုင်းရထက်ကို2ဆ3ဆလောက်ပေါ့ပို့ပြီးတော့ကြည့်ပါတယ်အများကြီးတော့မရှိပါဘူးဒီမှာဆိုထိုင်းရ model တွေလည်းရှိတယ်ပေါ့နော်စတာပါဒီလိုမျိုးဓာတ်ပုံရိုက်တဲ့လက်မှုပညာတွေသင်ပေးတယ်ပြီးလို့ရှိရင်ထိုင်းဟင်းတွေချက်တာတွေအဲ့ဒီ activity တွေအားလုံးကကျတော့အလဲကားဖြစ်ပါတယ်ဒီပွဲတော်ကျတော့လေ Thai Embassy ကနေစီစဉ်ပေးတာပေါ့နော်အများကြီးပါပဲလူတွေကပေါ့နော်ဆိုတော့မေကကျတော့ဘာမှတော့မဝယ်ခဲ့ပါဘူးအဓိကထိုင်းအစားအစာကိုစားချင်တာပေါ့နော်ကြည်စံပါဘူးလူတွေအများကြီးပါပဲထိုင်းအစားအစာဆိုပြီးတော့ဈေးနဲ့လို့မထင်ပါနဲ့ရိုးရိုးတင်မော်ဒီထောင်းတစ်ပွဲကိုဆိုမြန်မာငွေ4000ခွဲဝန်းကျင်ပေါ့နော်ဖတ်ထိုင်းလို့ဒီတုံ့မြန်ဆို2កောင်3កောင်နဲ့ဆိုရင်မြန်မာငွေ9000 6000ဝန်းကျင်ရှိပါတယ်ထမင်းဖြူပါထပ်ယူမယ်ဆိုရင်9000ကျပ်ထပ်ပေးရပါတယ်ဒီဈေးတွေကကျတော့မေရုရှားမှာဆိုရင်ကဖေးတို့စားသောက်ဆိုင်တွေမှာပေးရတဲ့ဈေးလောက်ရှိတယ်ပေါ့နော်ဒါကျတော့ခဏတော့ကတင်မော်ဒီထောင်းနဲ့ပြီးလို့ရှိရင်တုံ့မြန်ပေါ့နော်အရသာကျတော့မေတို့ထိုင်းလောက်တော့မကောက်ပေါ့နော်ထိုင်းမှာဝယ်စားရတာမျိုးဒါပေမဲ့ရုရှားမှာဝယ်စားရတာထက်တော့ကောင်းပါတယ်မုတ်တွေအနေနဲ့ဆိုရေကဲမုတ်တွေရှိတယ်ပြီးလို့ရှိရင်ထိုင်းရထုတ်တဲ့အုံးသီးရည်တွေတခြားဒီငြုပ်သီးတွေပါညာလေးရှိတယ်ပေါ့နော်ဈေးနှုန်းကတော့တက်တာတယ်ဒီမှာဆိုရင်တည်သီးရည်ရောင်းတာပေါ့နော်တည်သီးကမြန်မာပြည်ကထုတ်တဲ့ဟာဖြစ်ပါတယ်ဆိုတော့ဒီဒူရင်သီးရေကဲမုတ်ကတော့တော်တော်လေးကိုစားလို့ကောင်းပါတယ်မေတို့ကတော့ဒူရင်သီးရေကဲမုတ်2ခုရဲ့အုံးသီးရည်2ဘူးရဲ့ပြီးလို့ရှိရင်တည်သီးဖြော်ရည်တစ်ခွက်ပါဝယ်ခဲ့ပါတယ်ပြီးတာနဲ့ပကြီးဆွဲတဲ့နေရာသွားတယ်ပေါ့နော်ဒီလူရုရှားဘယ်သူပို့လိုက်လဲမသိပါဘူးသူကပကြီးအလေကားဆွဲပေးတယ်ပေါ့နော်ပတ်စံပေးလဲရမပေးလဲရတယ်ပေါ့နော်မပေးတဲ့ခါကျရင် तू ကကြည့်နေတယ်အဲ့ဒီကြောင့်မလို့မြန်မာငွေကျပ်1000ထည့်ပေးလိုက်တယ်ပေါ့နော်သူရဲ့ဆွဲတဲ့ပုံကမသိကျမအေးကလီဖြတ်နေတဲ့ကြောင်ဆွဲတာမှပို့ပြီးတော့လှပအောင်မယ် entertainment အနေနဲ့ကျတော့ထိုင်းရိုးရအကားတွေထိုင်းတချင်းတွေအင်္ဂလိပ်တချင်းတွေရောဆိုကြတယ်ပေါ့နော်အဓိကဒီထိုင်းလူငယ်တွေဖြစ်ပါတယ်သူ့တော့ကျမမသိဘူးပြီးလို့ရှိရင်ဒီတယောက်ကလေနာမည်ကြီးလောက်တော့မသိပါဘူးဘာဖြစ်လို့ तू ဆိုတဲ့တချင်းကနာမည်ကြီးတယ်ပေါ့နော်ဒီတချင်း love you so much ဆိုမှတချင်းတော့ကြားဘူးတယ်ပေါ့နော်ဆိုတဲ့သူတော့မသိပါဘူး festival တော်တော်များကျတော့ park မှာလုပ်ကြရတဲ့ကြောင့်မလို့တခြားလုပ်စရာ activity ကလည်းအများကြီးပဲပေါ့နော်ဒီမှာဆိုရင် register လုပ်ပြီးတဲ့အခါကျရင်လက်ဆောင်လေးတွေတွားယူရတယ်ပေါ့နော်မိကကျတော့ခွက်ခံတဲ့ဟာလေးယူလာခဲ့ပါတယ်ခဏတော့ကစားခဲ့တဲ့ထိုင်းအစားအစာတွေကဘိုင်းမောလိုက်တဲ့ကြောင့်မလို့မိတို့အရန်ကြိုက်တဲ့ဒီစီးပူးဆိုင်မှာပေါ့နော်ပစုံတွေကင်းမော်တွေတစားခဲ့ပါတယ်ပြီးတာနဲ့မိတို့က risk square ရှောက်ပေါ့နော်လမ်းလျှောက်ပါညာလုပ်ကြပါတယ်ဆိုတော့ကျမလည်းမော်သွားပြီးကြည့်တဲ့သူလည်းမော်သွားပါပြီဒီလောက်ပါပဲအားလုံးပကပက